1814 ခုနှစ်မှာဖရန်ကတ်ကချမ်းသာတဲ့မိသားစုတစ်ခုမှာ17ယောက်မြောက်သားအဖြစ်ဟန်နရီနက်စလီကိုမွေးဖွားခဲ့ပါတယ်။နောက်နှစ်ပေါင်း20ကြာမှာတော့သူမိသားစုဟာဆွစ်ဇာလန်ကိုပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။ဒီလိုနဲ့အချိန်တွေကုန်လွန်ပြီးဒုတိယဆက်မှုတော်လှန်ရေးမတိုင်ခင်ကာလမှာအသက်50ကျော်နေပြီဖြစ်တဲ့ဟန်နရီဟာမြို့ပြမှာနေထိုင်ပြီးတော့ကလေးနိုးတိုက်ဖို့အခက်အခဲရှိနေတဲ့မိခင်တွေအတွက်ကလေးအာဟာရဂျုံမုံလိုမျိုးထုတ်ကုန်တစ်ခုကိုတီထွင်လိုက်ပါတော့တယ်။ဒီလိုနဲ့1868ခုနှစ်မှာတော့သူ့ရဲ့မိသားစုအမတ်တစိမ့်ဖြစ်တဲ့မှတ်တိုက်ပုံရိပ်ကိုအခြေခံပြီးတော့နက်စလီရဲ့နာမည်ကျော်ငှက်ကလေးတွေပါတဲ့ logo ကိုဖန်တီးခဲ့ပြီးတော့မိသားစုအမည်ကိုပဲကုမ္ပဏီအမည်ဖြစ်တဲ့အသုံးပြုခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့နက်စလီဟာကမ္ဘာအကြီးဆုံးစားသောက်ကုန်နဲ့အချိုရည်ကုမ္ပဏီကြီးဖြစ်နေခဲ့ပြီးတော့2019ခုနှစ် Forbes Magazine ရဲ့စာရင်းအရကမ္ဘာအကြီးဆုံးကုမ္ပဏီတွေထဲမှာအဆင့်34ချိတ်ခဲ့ပါတယ်။သူတို့မှာနိုင်ငံပေါင်း190နိုင်ငံမှာဖြန့်ချိနေတဲ့အမတ်တစိမ့်ပေါင်း2000ကျော်ကိုရှိနေခဲ့တာပါ။အားလုံးပဲမင်္ဂလာပါ။ The Insight ကနေကြိုဆိုလိုက်ရပါတယ်။ဘိုးတူရရတဲ့ဗီဒီယိုလေးကိုအမြဲမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ The Insight Channel လေးကို Subscribe လုပ်ထားဖို့အတွက်တောင်းဆိုပါရစေ။ နက်စလီရဲ့အစောပိုင်းကာလတွေမှာတော့သူတို့ရဲ့အာဟာရဂျုံမုံဒန်နီယယ်ပီတာတီထွန်ခဲ့တဲ့ Note Chocolate နဲ့1905ခုနှစ်မှာပေါင်းစည်းခဲ့တဲ့ Anglo-Swiss ကုမ္ပဏီရဲ့နိုးထွက်ပစ္စည်းတွေဟာကုမ္ပဏီရဲ့အဓိကမန်နိုင်တွေဖြစ်ခဲ့ပါတယ်။ဒီသုံးမျိုးစလုံးကိုအချိုးကျကျပေါင်းစပ်လိုက်တဲ့အောင်မြင်ကျော်ကြားတဲ့ထုတ်ကုန်ကတော့ဒုတိယကမ္ဘာစစ်အပြီး1940နောက်ပိုင်းစီးပွားရေးတွေပြန်လည်ကောင်းမွန်လာချိန်မှာထွက်ရှိလာခဲ့တဲ့ Nesquik Chocolate မုံပဲဖြစ်ပါတယ်။အဲဒီအချိန်ကအမေရိကန်နဲ့ဥရောပကမိသားစုတွေကြားမှာရေခဲတတာတွေနဲ့အသင်အစားအတွေခေတ်စားနေတဲ့အချိန်မှာနက်စလီယာကလေးတော်များများကနို့အဖြူကိုမတောက်ချင်ကြဘူးဆိုတဲ့အချက်ကိုအမေအရဖမ်းဆုပ်ပြီးတော့ချောကလက်မုန့်နဲ့နို့မုန့်ကိုရောဆက်လိုက်တဲ့စိတ်ကူးကိုထုတ်လိုက်တာပါ။ဒိန်းစီကလွယ်ကူပြီးတော့ဖြော်တော့ရတာမြန်ဆန်တဲ့အတွက်အမေရိကန်ဈေးကွက်ကိုသိမ်းပိုက်နိုင်ခဲ့သလို90ခုနှစ်တွေမှာဥရောပနဲ့အင်္ဂလန်အထိအကြီးအကျယ်ပေါက်သွားခဲ့ပါတယ်။1960ခုနှစ်တွေမှာထွက်ပေါ်လာတဲ့Nesquik ရုံကလေး mascot ဟာလည်းကလေးတွေရဲ့အချစ်တော်ဖြစ်လာခဲ့ပါတယ်။အချိန်ကြာလာပြီးအသင်ဖြော်မုံတွေခင်မစားတော့တဲ့အခါမှာလဲ Nestle ဟာအဲ့ဒီရုံကလေးပုံစံကိုပဲသုံးဆွဲခဲ့ပြီးတော့ Nesquik cereal ဖြစ်ပြောင်းလဲထုတ်လုပ်ကာကလေးဈေးကွက်ကိုဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။လူတော်တော်များများ Nestle ကိုစသိတာကတော့သူတို့ရဲ့ coffee ကြောင့်ဖြစ်ပါလိမ့်မယ်။အရသာကတကယ်ကောင်းတယ်ဆိုတဲ့ကြော်ညာစကားဟာလူတိုင်းရဲ့မှတ်ဉာဏ်ထဲမှာရှိနေခဲ့တာပါ။နက်စလီနဲ့ကော်ဖီရဲ့ပတ်သက်မှုကကုမ္ပဏီတည်ထောင်ပြီးနှစ်ပေါင်း90လောက်မှစတင်ခဲ့တာပါ1930ပြည့်နှစ်တွေမှာစီးပွားပြတ်ခဲ့ကြောင်းလူတွေရဲ့ဝယ်ယူနိုင်စွမ်းကျဆင်းနေချိန်မှာဘရာဇီးနိုင်ငံမှာကော်ဖီဈေးတွေလွန်ကျွံပိုးချနေတာကိုအပြေရှာပေးဖို့အတွက်နက်စလီကိုအကူအညီတောင်းခဲ့ပါတယ်အဲ့ဒါနဲ့ Max Morgenthaler ဦးဆောင်တဲ့အဖွဲ့ဟာသူတွေသနာတွေလုပ်ပြီးတော့1938ခုနှစ်ဧပြီလ1ရက်နေ့မှာNescafe ဆိုတဲ့အမည်နဲ့အသင်းဖြော်ကော်ဖီကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာတော့ Nestle ဟာဌာနချုပ်ကိုအမေရိကန်ကိုရွှေ့ပြောင်းခဲ့ပြီးတော့အမေရိကန်စစ်တပ်အတွက်ကော်ဖီတွေအများအပြားထောက်ပံ့ခွင့်ရခဲ့လို့စစ်သားတွေအတွက်မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။စစ်ကြီးပြီးတဲ့နောက်မှာတော့ Nesta လက်ဖက်ရည်ကိုထုတ်လုပ်ခဲ့သလိုအာရှသားတွေရဲ့အရသာနဲ့ကိုက်ညီတဲ့အသင်အစားဆွပြုတ်တွေထုတ်လုပ်တဲ့ Maggi ကုမ္ပဏီကိုလည်းဝယ်ယူခဲ့ပြီးတော့အာရှဈေးကွက်ကိုထိုးဖောက်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာလဲနိုးနဲ့မတည့်တဲ့သူတွေအတွက် Coffee Mate တို့ရေသွင်းမြင့် Coffee ဖြော်ဆက် Nespresso တို့ကိုထုတ်လုပ်ခဲ့သလို2018ခုနှစ်မှာတော့ Starbucks ရဲ့ဆိုင်ပြင်ပရောင်းချခွင့်တွေကိုပါဝယ်ယူခဲ့ပြီးတော့ Coffee လောကမှာထိပ်ဆုံးကနေရပ်တည်ခဲ့ပါတယ်။မုံပဲစီစား Candy လောကမှာလဲ Nestle ဟာအားကောင်းပါတယ်။1881ခုနှစ်မှာတည်ထောင်ခဲ့တဲ့ဗြိတိရှကုမ္ပဏီ Rowntree ကိုဝယ်ယူခဲ့ပြီးတဲ့နောက် Oreo Chocolate နဲ့ Smarties လိုနာမည်ကြီးမုံတွေကိုပါပိုင်ဆိုင်လာပါတယ်။ဒါပေမဲ့ကြော်ကြားဆုံးကတော့ဒီနေ့ကိုအချောင်းရည် 1.1 ဘီလီယံကျော်ထွက်တဲ့ KitKat ပဲဖြစ်ပါတယ်။ KitKat ကစစ်ပြေးခေတ်အင်္ဂလန်မှာလက်ဖက်ရည်နဲ့တွဲဖက်စားစရာအကောင်းဆုံးမုံဖြစ်တဲ့နာမည်ကြီးခဲ့တာပါ။အထူးသဖြင့်ဂျပန်ဈေးကွက်မှာဆိုရင်ဝါဆာဘီဘဲငံပြာရည်ဝါတီစားတဲ့ထူးထူးဆန်းဆန်းအရသာတွေနဲ့လူငယ်တွေကိုဆွဲဆောင်ခဲ့ပြီးတော့ထူးခြားတဲ့ရည်ကြည်မှုတစ်ခုလိုတောင်ဖြစ်လာခဲ့ပါတယ်။ဒါပြင် Nestle ရဲ့လက်အောက်မှာဆိုရင်တော့ Faria ရေတန့် Miloဂါဘာကလေးစားတောက်ကုန်နဲ့ Haagen Dazs ရေခဲမုန့်စားတဲ့နာမည်ကြီးတစ်စိတ်တွေအများကြီးရှိပါသေးတယ်။ဒီအင်ပါယာကြီးက19ရာစုကနေစတင်ခဲ့ပြီးစစ်ပွဲတွေစီးပွားပြက်ကတ်တွေကိုဖျက်ကျော်ကအခွင့်အရေးကိုမမှန်ကန်ကန်စုပ်ကိုင်နိုင်ခဲ့လို့သာဒီနေ့အထိရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကုမ္ပဏီကျင်းလွန်လာတဲ့အခါမှာတော့စီမံခန့်ခွဲမှုအခက်အခဲတွေ
အထူးသဖြင့်ကျန်းမာရေးနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဝေဖန်မှုတွေကိုတော့အနောက်နိုင်ငံတွေမှာရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ဒါကြောင့်အနာဂတ်မှာ Nestle အနေနဲ့ဒီစိန်ခေါ်မှုတွေကိုဘယ်လိုကျော်ဖြတ်မလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းနေစေပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီကနေ့မှာတင်ဆက်ပေးခဲ့တာကတော့ကမ္ဘာကျော် Nestle ကုမ္ပဏီရဲ့ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းနဲ့လေးလာတွေ့ရှိမှုတွေကိုဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ဘူးတူရရတဲ့ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့အတွက်တောင်းဆိုအပ်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။